Let's time go. Project Hail Mary က Hollywood မှာ director တွေလက်အဆောင်ဆုံးရုပ်ရှင်အမျိုးအစားတစ်ခုဖြစ်တဲ့အာကာသရုပ်ရှင်တွေထဲမှာထင်မှတ်ထားတာထပ်ပိုပြီးတော့ကြီးကောင်းတဲ့ရုပ်ရှင်ကားတစ်ကားဖြစ်ခဲ့တယ်။အထူးသဖြင့်ဒီရုပ်ရှင်ကိုနားလည်ဖို့နှက်နေတဲ့သိပ္ပံအယူအဆတွေ theory တွေစကားလုံးတွေနဲ့ရင်းနှီးစရာမလိုခဲ့သလိုအာကာသခရီးစဉ်တမိုင်းကြောင်းကြီးတွေကိုလည်းသိထားစရာမလိုခဲ့ဘူး။ပုံမှန်လင်းပြောရရင် Project Hail Mary ကစာတင်ထားစရာမလိုတဲ့အာကာသရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ခဲ့ပြီးတော့2026ခုနှစ်အတွင်းထွက်ရှိလာတဲ့ရုပ်ရှင်တွေထဲမှာလက်ရှိအချိန်ထိအကောင်းဆုံးရုပ်ရှင်ကားတစ်ကားဖြစ်ခဲ့ပါတယ်ဒီရုပ်ရှင်အကြောင်းမပြောခင်အရင်ဆုံးကျွန်တော်တို့အရင်ကကြည့်ဘူးခဲ့တဲ့အာကာသရုပ်ရှင်တချို့ပြန်ပြီးတော့နှွှေးရအောင်ပါလူအတော်များများကြည့်ဘူးမဲ့အာကာသရုပ်ရှင်တွေဆိုရင်ဘာတွေရှိကြမလဲ2001 A Space Odyssey, Solaris, The Fifth Element, Gravity, Interstellar, The Martian, First Man နဲ့ Ad Astra တို့ရှိကောင်းရှိပါလိမ့်မယ်။ဒီထဲမှာဘယ်နှကားကိုဆက်လန်းသိချမှတ်မိပြီးတော့စိတ်ရည်လဲချပါတယ်လေ။အာကာသရုပ်ရှင်တွေအတွက်ဆိုရင်တင်ရိုးစာအုပ်ကြီးလို့ဩဇာညောင်းပြီးတော့ဘယ်အာကာသရုပ်ရှင်ထိုက်ရိုက်သူနဲ့သွားရှင်ရတဲ့အထီးလွှမ်းမိုးမှုကြီးမားလာတဲ့2001ရုပ်ရှင်ကိုတော့မှာပဲဇလန်းအစအဆုံးတိကျနားလည်ကြတဲ့ပရိသတ်ဆိုတာခက်ရှာပါ Interstellar ဆိုရင်လည်းဇလန်းကလိုက်ပါစီမျိုးရလွယ်တယ်ဆိုပြီးမဲ့ Tesseract ထဲရောက်သွားတဲ့နောက်ဆုံးကမှလဲထွက်သွားတဲ့သူတချို့ရှိကောင်းရှိအောင်ပါဒါပေမဲ့ကဘာကိုပြန်နိုင်ဖို့အာချိုးမှန်တဲ့စူးစမ်းနေတဲ့ Matt Damon ရဲ့ The Martian ရုပ်ရှင်နဲ့ Sandra Bullock ရဲ့ Gravity ရုပ်ရှင်တို့ကိုတော့မမှတ်မိသူနားမလည်သူဆိုတာမရှိတော့ပါဘူးဘာကြောင့်လဲဆိုတော့ဒီရုပ်ရှင်ကနှစ်ကားမှာထည့်ပြထားတဲ့သိပ္ပံအကြောင်းအရာတွေက2001 Interstellar ရုပ်ရှင်တွေထဲအလိုမျိုးဆွဲငင်အားတွေအချိန်တွေစင်ကဲပြောင်းလဲမှုတွေစတဲ့ theory တွေအယူအဆတွေအနေနဲ့ပါဝင်တာမဟုတ်ဘဲနဲ့လူတွေနားလည်ပြီးသားရင်ပြန်တွေအာကာသစခန်းတွေဝတ်စုံတွေအဖြစ်ပါဝင်ထားကြတာဖြစ်ပြီးတော့ဒီအရာဝတ္ထုတွေကိုလူတွေခန်းစားနိုင်တဲ့ဇာတ်လမ်းနဲ့ချိတ်ဆက်ထားတာမို့လို့ပါThe Martian ရုပ်ရှင်မှာဆိုရင်ကျွန်တော်တို့အင်္ဂါဂြိုလ်အကြောင်းဘာမှမသိရင်နေပါစေအောင်အဲ့ဂြိုလ်ပေါ်မှာတယောက်တည်းတောင်တင်နေတဲ့ Matt Damon တယောက်ဘာကြောင့်အိမ်ကိုတိတ်ကြီးမကြီးပြန်ချင်နေတယ်လဲဆိုတာကိုကျွန်တော်တို့အားလုံးနားလည်ကြတယ်ဘယ်သူမှမရှိတဲ့ဂြိုလ်ကြီးပေါ်မှာသူတယောက်တည်းမနေချင်ဘူးလေနော်The Martian ရုပ်ရှင်ကဇညွန်းဆရာ Drew Goddard ကပဲဇညွန်းပြန်ရေးထားတဲ့ Project Hail Mary ရုပ်ရှင်မှာလည်းကျွန်တော်တို့နေရဲ့အမွှာဖြစ်ကောင်းဖြစ်နိုင်တဲ့ထုတ်စိတ်ဒီအကြောင်းပြီးတော့ရုပ်ရှင်တွေကအနုစီဝါပူမွှတွေအကြောင်းအဲ့ဒါတွေဘာမှမသိတိုင်းတော့မှအဓိကဇက်ကောင်နှစ်ယောက်ဖြစ်တဲ့ Grace နဲ့ Rocky ကြားဇလန်ကိုပေါ့ပေါ့ပပနဲ့ခန်းစားတတ်ဝင်လို့ရတယ်။ဘာလို့လဲဆိုတော့အဖို့မေ့နေတဲ့လူနှစ်ယောက်ရဲ့မေတ္တာနဲ့သူတို့ကြားတငယ်ချင်းဆက်ဆံရေးကိုနားလည်ဖို့အတွက်သိပ္ပံစကားလုံးတွေအယူဆတွေလိုမျိုးအထူးတလဲသင်စရာမလိုလို့ပါပဲ။ Project Hail Mary ကအာကာသရုပ်ရှင်ထက်အာကာသတွေက ET ရုပ်ရှင်နဲ့ပို့ပြီးတော့တူပါတယ်။ရင်ပေါ်မှာအဖော်ရီပါလာရက်နဲ့တဖြည်းဖြည်းနဲ့တယောက်စီပဲကြံရစ်ခဲ့ကြတဲ့ Grace နဲ့ Rocky တို့သူတို့နှစ်ယောက်ခင်သွားပုံနေသူတို့ကြားတငယ်ချင်းဆက်ဆံရေးတွေကိုကြည့်လိုက်လို့ရှိရင် Steven Spielberg ရဲ့ကနဝင်လိုက်ရ ET ကိုတွားပြီးတော့တတိယစိတ်တလို့ပဲတက်တိုက်ဆက်ဆိုင်ပဲဒီရုပ်ရှင်မှာပဲ Grace နဲ့ Rocky တို့နှစ်ယောက်လုံးကတယောက်နဲ့တယောက်အိမ်ပြန်နိုင်ဖို့အတွက်အပြန်အလှန်ကူညီပေးတဲ့သူတွေဖြစ်နေကြတယ်ဒီဇလန်ပုံစံကပြိသက်တွေအတွက်အာကာသရုပ်ရှင်ကားတစ်ခါကိုလိုက်ပါစီမျောရတဲ့နေရာမှာပို့ပြီးတော့လွယ်ကူသွားစေတယ်လို့ရည်စရာကြည်နူးစရာဝန်းနေစရာအခိုက်အတန့်တွေကိုလည်းဖန်တီးပေးနိုင်ခဲ့တယ်။အာကာသရုပ်ရှင်ဆိုရင်2001 Interstellar တို့လိုသိပ္ပံ theory တွေအဓိကထားပြီးတော့အနာဂတ်ကိုဟောကိန်းထုတ်ကြတဲ့အထိဒုတဲ့ကြီးမားတဲ့ရုပ်ရှင်တွေကိုမှကြိုက်နေတဲ့ပရိသတ်တွေကတော့ Project Hail Mary ရုပ်ရှင်ကိုအားမလို့အားမရဖြစ်တဲ့အပိုင်းတွေရှိကောင်းရှိပါလိမ့်မယ်။ဒါပေမဲ့သိပ္ပံအယူဆတွေနဲ့အထူးတလဲမရင်းနှီးတဲ့တာမန်ပရိသတ်တွေအတွက်ကတော့ဒီရုပ်ရှင်ကို The Martian ရုပ်ရှင်တုံးကလိုပဲနောက်နှစ်ပေါင်းများစွာကြာတဲ့အထိမှတ်မိနေကြတော့မှာပါ2001ရုပ်ရှင်ကြီးကြောင့်ပဲအာကာသရုပ်ရှင်တွေစတင်ပေါ်ပေါက်လာခဲ့ပြီးတော့အဲ့ဒီရုပ်ရှင်ကြီးကြောင့်ပဲရုပ်ရှင်ဖန်တီးရသူအတော်များများဒီရုပ်ရှင်အမျိုးအစားကိုလက်ဆောင်လာကြတဲ့အချိန်မှာ Project Hail Mary လိုမျိုးပျော်ရွှင်မှုရတာပြေဝပြီးတော့ဇလန်းကျစ်လက်တဲ့အာကာသရုပ်ရှင်ကားကောင်းတစ်ခါကိုကြည့်ရတာကျွန်တော်အနေနဲ့တော်တော်ဝမ်းသာမိပါတယ်။
ပုံမှန်အားဖြင့်နှစ်တစ်နှစ်ရဲ့အစပိုင်း3လ January, February, March လတို့မှာယုံတင်တတ်တဲ့ရုပ်ရှင်အများစုကပရိသတ်တွေအတွက်ကြီးနဲ့အားရစရာမရှိတတ်ပါဘူး။ဒါပေမဲ့ March လထဲမှာယုံတင်လာခဲ့တဲ့ Project Hail Mary ကတော့ဒီအမြင်တွေကိုချိုးဖျက်သွားပြီးတော့နွေရာသီမှာပဲ2026ခုနှစ်အတွက်အကောင်းဆုံးရုပ်ရှင်ကားတစ်ကားကိုလက်ဆောင်ပေးသွားခဲ့ပါတယ်။ဒီနှစ်အတွင်းမှာပဲနောက်ထပ်ရုပ်ရှင်ကားကောင်းတွေထွက်လာအောင်မှမို့လို့Project Hail Mary က2026အတွက်နံပါတ်1အကောင်းဆုံးရုပ်ရှင်ဖြစ်ဖို့ဆိုတာအလားအလာနေပါသေးတယ်။ဒါပေမဲ့လက်ရှိ4လအတွင်းထွက်ခဲ့ပြီးတဲ့မြရုပ်ရှင်တွေထဲမှာတော့ကျွန်တော်တို့အကောင်းဆုံးရုပ်ရှင်ဖြစ်တယ်ဆိုတာသိကြပါတယ်။ Cinema Boulevard က Project Hail Mary ရုပ်ရှင်ကိုအစင်သတ်မှတ်ချက်အနေနဲ့ကျယ်လေးလုံးပေးထားပါတယ်။ကြည့်ရှုပြီးကြတဲ့ပရိသတ်တွေအနေနဲ့ရောဒီရုပ်ရှင်ကိုဘယ်လိုမြင်ကြပါသလဲ။ကိုယ့်ရဲ့အမြင်တွေကိုကွန်မန့်မှာပြောပြခဲ့ကြပါအောင်ခင်ဗျာ။